ပိန်ဘရင်ဖလာပထမအကျော့အက်တလက်တီကိုတို့ပထမပိုင်းသွင်းဂိုးတွေနဲ့ဘာစီလိုနာကိုဂိုးပြတ်နိုင်အက်တလက်တီကို၄ဂိုးဘာစီလိုနာ0အဲရစ်ကာစီယာ9မိနစ်မှာအုံးဂိုးဂရစ်မန်14မိနစ်လုခမန်33မိနစ်အယ်ဖာရက်စ်49မိနစ်လူပြောများနေတဲ့ဘာကာဂိုးပြတ်နိုင်ပွဲပြီးခါနီစင်မြူနီရဲ့တားဖြစ်သူဂျူလီယာနိုရဲ့အပြုအမူဆမ်မွန်ဒေခြေစွမ်းထက်စိတ်တက်ကပိုစကားပြောတဲ့အခါဒါကတော့အက်တလက်တီကိုမက်ထရစ်ပရိသတ်တွေတင်မကပဲဘောလုံးလောကသားတွေပါလေးစားသွားရမယ့်ပုံရိပ်တစ်ခုပါနီးပြဒီယေဂိုစီမျိုးနီရဲ့တားဖြစ်သူဂျူလီယာနိုစီမျိုးနီဟာဖခင်ဖြစ်သူရဲ့ချော်လစ်မော်ဘယ်တော့မှအရှုံးမပေးတဲ့တိုက်ပွဲဝင်စိတ်သက်ကိုအပြည့်အဝအမွေရထားကြောင်းတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်ဘာလို့ဒီလောက်တောင်လူပြောများနေတာလဲပွဲချိန်နာကျင်အချိန်ပို69မိနစ်မှာပွဲကပြီးဆုံးဖို့စက္ကန့်ပိုင်းပဲလိုတော့တဲ့အချိန်ရလက်ကလည်း4-0နဲ့အပြတ်တက်နိုင်နေတဲ့အနေအထားဒီလောက်အသာစီးရနေတဲ့အချိန်မှာတော်ယုံကစားသမားကအေးဆေးကစားလေးရှိပေမဲ့ဂျူလီယာနိုကတော့ပွဲဆဆချင်းမိနစ်တွေတိုင်းအားကုန်သုံးပြီးအပြေးမပြတ် full sprint တိုက်ပွဲဝင်နေခဲ့တာပါဘောလုံးလောကမှာပါရမီရှိတဲ့သူတွေအများကြီးရှိပေမဲ့ mentality ကောင်းတဲ့သူတွေကသာထိတ်တန်းစစ်မှာကြာရှည်ရပ်တည်နိုင်တာပါ4-0နဲ့နိုင်နေတဲ့အချိန်မှာတော့အားမလျှော့ပဲပြေးလွှားနေတာဟာအနိုင်ရဖို့အတွက်တင်မဟုတ်ပဲအသင်းပေါ်ထားတဲ့လေးစားမှုနဲ့သူ့ကိုယုံကြည်ပေးထားတဲ့ပရိသတ်တွေကိုအလေးထားကြောင်းပြသနေတာဖြစ်ပါတယ်ဒါဟာစီမျိုးနီမိသားစုရဲ့သွေးထဲမှာပါတဲ့တိုက်ပွဲဝင်စိတ်သက်ပါပဲဖခင်ဖြစ်သူကကွင်းဘေးကနေအားတက်တယ်အော်ဟစ်နေတယ်လို့တားဖြစ်သူကလည်းကွင်းထဲမှာအားကုန်ထုတ်သုံးပြီးတက်တည်ပြနေတာဟာဘောလုံးလောကရဲ့တကယ်ကိုမြင်ရခဲ့တဲ့ပုံရိပ်လေးတစ်ခုဆိုရင်လည်းမမှားပါဘူး